နေလာတယ်အဲ့လမ်းတိုင်းလာပြီးဘယ်လိုထိုင်တော့ကောင်မလေးကအဲ့တော့မပြေးဘူးလားမင်းတို့တယောက်တက်လဲဆိုတော့ဒီမှာဂျားထဲမှာကောင်မလေးမပြေးဘူးလေတရားရောက်မှတယောက်တော့အဲ့တော့ကောင်မလေးရဲ့အမူအရာဘာမှမရှိဘူးကျိုးတော့တာဘယ်တော့တယောက်ပြီးမှတယောက်ဆိုရင်မင်းတို့ဘယ်လိုဟောဖြစ်မှာတယောက်ကပတ်တာဘယ်လိုအော်ဒီမှာသူ့ကဲခိုင်းနေရတယ်ဟုတ်လေတို့ပါဇက်ပိတ်တာမင်းမကျင်ငယ်ရှာပြတာချက်ကျေပြောအကုန်လုံးမရင်းကျပြီးတော့မှပဲချက်တာတတ်တဲ့လုပ်ငန်းတွေအကုန်လုံးပြီးတတ်တဲ့လုပ်ငန်းတွေအဲ့ဒီရှာပြတဲ့ဓာတ်ကဘယ်နားမှာလဲဟုတ်ပြီမင်းအရင်တော့မင်းလည်းဘာမှခိုင်းနေတယ်အဲ့ဒီငယ်ဟုတ်ပြီခိုင်းတယ်ဒီတော့ခိုင်းကလေးမကဘယ်နားလေးမှာကိုကြောက်တယ်အဲ့ရှိနော်သူလာတော့အဲ့တော့ကမလေးကြည့်လို့မရဘူးခိုင်းတာကိုစလက်ပြီးတော့ရမှာသွားတော့အဲ့လိုပါတိုင်နေလားတိုင်နေလားတို့မတိုင်နေလားငါတို့တော့မဟုတ်ပါဘူးဒီတိုင်နေလားလို့မှဒီတိုင်းလုံးလို့ရတယ်ပါမတိုင်နေနဲ့မင်းလုံးလို့ရတယ်ဟုတ်တိုင်နေနဲ့လည်းလုံးရအောင်တိုင်နေနဲ့ဘာမှလုံးလို့မရဘူးဘယ်တိုင်နေလားအဲ့တော့ဘယ်နားနေဝင်အောင်ဒီလိုတော့ဝင်ထိုင်လုံးထိုင်တော့မယ်အဲ့တော့ကမလေးကဘယ်နားလေးမှာဒီရောက်ခဲ့ပြီနော်ရောဝင်လုံးပြီးတော့ချုပ်ထားတယ်နည်းနည်းကပေါ်ချုပ်တယ်ဆိုတော့လက်ဖက်လို့ချုပ်ထားတယ်တိုင်းနာမင်းတို့ခဏကျုံးလာတယ်စကိုင်းတိုင်းကျွန်းလာမြို့နယ်စရင်ဝင်ရွာကော်လေးမြို့နယ်အဆက်မှာအမျိုးသမီးငယ်တဦးကိုအမျိုးသား3ဦးကအုပ်စုဖွဲ့အဓမ္မပြုကျင့်သက်ဖြတ်ပြီးအလောင်းဖြောက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဟွာဝင်လုံးတဲ့ချိန်နည်းလုံးဝပြရလား။အားဖို့တူရနေခံရတာ။ကျွန်တော်လည်းကတော့ဒီကနေ့ကိုအဲ့လိုနေကျွန်တော်ပြီးမှမဟုတ်ပြီအဲ့တိုင်းဖြစ်သွားပြီ။တော့ရှာလည်းဆက်သွားပြီ။နေလည်းပုံပြီးသွားပြီနော်။တင်းပဲတင်းရတယ်တွန်းတယ်တွန်းတယ်။ဟဲ့ရဘယ်လိုလုပ်လဲ။တွန်းတယ်ငါးခဲပါလေတင်းပြ။ဒါပဲပြီးဒါတိုင်ပြဒါလုံးလိုက်တင်းတော့နမူလာနဲ့လောက်တာပဲတင်းဒီပုံမှာရရဟုတ်ရရချုံးတယ်လုံးလိုက်ဒီမှာကြလို့နေရွက်ကိုထောက်လိုက်အေးရနော်ဘယ်နဲ့ချက်လဲ3လေးချက်လောက်လို့ရှိ3လေးချက်လောက်မှပြတ်သွားဟုတ်အဲ့ပြတ်သွားတဲ့နေလေးဘယ်ဖြစ်လဲဒီလိုဖြစ်တာဒီနားပဲပြတ်ချတာဟုတ်ကဲ့အကုန်လုံးဟုတ်ပြီဒီလိုပြတ်ချတဲ့နေရာခဏလေးတယ်ဟုတ်ပြီကြားပြီဟွာလုံးမယ်အကောတော့ဒီရွာကကျွန်တော်ကိုနည်းနည်းလေးလူငယ်လေး2ယောက်လောက်ဒီလက်ဆင်းပေးနိုင်တယ်ဟာဒီဆင်းတော့ဆင်းပေးလိုက်တော့ရိုင်းရမ်းပြတဲ့ပုံလေးမဟုတ်ဆင်းစားများဟာဟဲ့မင်းလားဘာမဖြစ်ဘူးလို့မင်းလားလို့သူကစားရုံလေးမင်းကတဲဆောင်ကျွမ်းရလားဟုတ်တယ်တို့ဝိုင်းစားတယ်ဟင်းစားတယ်ဘာမှမလုပ်ဘူးတော့ပါဘာမှမလုပ်ဘူးကွာတခါလေးပုံစံပြပါဘာကမှရှာပြတယ်ရှာတယ်မရဘူးဆဲတာကျူးလွန်ခံရတဲ့သူဟာကော်လေးမြို့နယ်အနောက်ချမ်းတစ်စိန်ကုန်းရွာကအသက်18နှစ်အရွယ်မဖြူနှင်းခိုင်ဖြစ်ပြီးဩဂုတ်လ9ရက်နေ့မှာရေးစားဖြစ်သူရှိုင်းထက်အောင်ဆိုသူကနေအိမ်ကနေခေါ်ဆောင်သွားတာပါဆွဲထားတဲ့ပုံအဲ့ကိုလုံးဖယ်လိုက်ဟယ်လိုကြားတယ်ကိုရီစာရှိုင်းထက်အောင်နဲ့အတူနောက်ထပ်တငယ်ချင်းဖြစ်သူနှစ်ဦးတို့ကမဖြူနှင်းခိုင်ကိုအတူတကွအုပ်စုဖွဲ့ပြုကျင့်ပြီးတဲ့အခါမှာတက်ဖြတ်ပြီးချောင်းထဲမှာအလောင်းစွန့်ပစ်ထားခဲ့တာလို့ NUG အစိုးရလက်အောက်ခံကျွန်းလာမြို့နယ်ပြည်သူ့လုံခြုံရေးတာဝန်ခံကပြောပါတယ်ကျွန်တော်တို့ဒီဘက်မှာတော့
ကောင်မလေးရဲ့အလောင်းကို3ရက်မြောက်ဩဂုတ်12ရက်နေ့မနက်10နာရီလောက်မှာတစ်စိန်ကုန်းနဲ့3မိုင်ကွာမှာရှိတဲ့ကျွန်းကနေအရှိချမ်းစရင်ဝင်ရွာအရှိမြောက်ဘက်ချောင်းထဲမှာဒေသခံတွေကတွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဘုံကြောင်းသားလေးကနေလာပြန်ရှေ့ဘက်ကျတဲ့ထွက်လိုက်တော့ ညီစားဖြစ်တဲ့သူကလိန်ခေါ်သွားတာဖြစ်ပြီးအားနွဲ့သူမိန်းမသားကိုယောက်ျားတံမဲ့ဝိုင်းနိုင်ခြင်းတလဲစီအဓမ္မပြုခြင်းတဲ့အခါမှာရှာရီနရွက်တွေဖြက်မျက်လုံးဖောက်ကြကရဲရဲဆက်ဆက်တက်ဖြက်ပြီးချောင်းထဲမှာအလောင်းဆုံးပစ်ထားခဲ့တာလို့စစ်ဆေးပေါ်ပေါက်ပါတယ် ဒါရရတော့ပဲ ကိုတိတော့ဗာလေအဲ့နေ့ကလာလို့မနေ့ကပို့သွားစမျောတော့ပါအဲ့နေ့တွေ့လို့ပါလို့ဟိုနေ့စမျောတော့ပါပြီ ရေအဲ့မှာတော့ရှိရ ရှိမှလေးနည်းနည်းလေး နည်းနည်းလေး တရားခံကတော့ခေါင်းဆောင်ကောင်မလေးရဲ့ချစ်သူကျွန်းလာမြို့နယ်ရွာကုန်းကြီးရွာကရှိုင်းထက်အောင်အသက်19နှစ်ကောလေးမြို့နယ်ပေပင်ရွာကဖြိုးဝေအောင်အသက်24နှစ်နဲ့ကောလေးမြို့နယ်ဆက်သွားချောင်းရွာကချစ်ခိုင်ကြီးအသက်15နှစ်တို့ဖြစ်ကြပါတယ် ဒီကြီးရဒီမှာ အဲ့နားလေဟုတ်တယ်နော် သူတို့ ရရတာ တငယ်ချင်း3ဦးကို24နာရီအတွင်းဖမ်းဆီးရမိခဲ့ပြီးအခုလိုတရုတ်ပြစစ်ဆေးနိုင်တာဖြစ်ပါတယ် အဲ့နေရာကိုထိဇက်လေးနေတာဘယ်ကောင်းနေတာဟုတ်ပြီဒါတက်ကြတော့တော့ဒီတိတ်မလို့အဲ့တုတ်တယ်ဇက်လေးနေ ကမလဲဟွာကနခုမကတက်တော့ဒီဘောဘောကလေးနင်းထားလိုက်မဟုတ်ဘူး ဟုတ်ပြီအဲ့တော့ပြီးပြီဆိုမှမင်းတို့အကုန်ပြီးသွားပြီဆိုမှမင်းတို့ဒီကောင်ကိုဒီပေါ်ပြန်တင်တာဟုတ်ပြီပြန်တင် ဒီပြန်လာလူတင်လာ နော်တင်အတိုင်းမင်းနော်ဟုတ်ကျွန်တော်တို့ဟုတ်ပြီနော်ဟုတ်ပြီးပြီဒါပြီးတော့ပြန်တော့ဒါပြီးတော့ဝင်လာတော့ပြီးတော့အကုန်ပြီးစီကိုရမြန်မာလောက်မှပြီးရအောင် ဘလုံးကြံတဲ့ဟိုနာတုံသူတို့ယူပြီးတော့ဘောလောက်တာနမှာနာတုံတုံဒီလဲကြာနေတာသူတို့ယူရနေမှာဟိုတုံမော်နေပြီကျွန်တော်တုံအဲ့နေဟိုနာမှာတုံတုံရှိတယ်အဲ့သူတို့ယူလို့ဖျက်ရလိမ့်မယ် သုံးနဲ့ပြီးတယ် တုံနဲ့ဖိသေးရတာမနှုတ် သုံးကြီးပြတာ ဘောလို့လားအဲ့လိုဆိုမင်းတို့တုံအနာရောက်နေတော့အဲ့နာတုံကမင်းတို့မတာလောင်းတော့မှရောက်နေတာ ကျွန်တော်တို့တော့မပြီးပြကျွန်တော်တို့တော့ အဲ့ဒါမင်းတို့ဟိုပြင်ပြကလန့်ခန္ဓာဘယ်သူခန္ဓာလဲအဲ့ဒါရှိသေးတယ် ဒီတိုင်းများ ဟုတ်တယ် ဒီတိုင်းဖြစ်နေတာကျွန်တော်တို့လာတော့ ဟုတ်အဲ့ကျွန်တော်တင်ထားရတာ ဘာမို့ဒီတိုင်းဖြစ်နေတာ မဟုတ်အဲ့အောက်ကနေကျွန်တော်တင်ထားရတာ ဟာတယ် ကလန့်နေကလန့်တင်ထားတာသူတို့ကလန့်တင်ထားတာခံထားတာမတာလောင်းပြောမှဘူးလို့လားဘယ်လိုကြောင်းမို့လဲ ဒီကံကိုပေါ်နေအဲ့ဒီဘောမ အဲ့ပြီးတော့ဘယ်လိုပြန်အောင်မင်းဝင်တယ်ပြန်တော့ကြလာကြလာဘာမင်းချင်းရေဒီလို